Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့တညတာတက်ခုဖြစ်တဲ့အပြုံးအိမ်ဆိုတဲ့ vacation home လေးနဲ့မိတ်ဆက်ပေးကြပါမယ်ဒါကတော့အပြုံးအိမ် vacation home ရဲ့လိပ်စာလေးဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်အခန်းထဲမှာဘာတွေရှိလဲအခန်းဘယ်နှခန်းပါလဲဆိုတော့ room tour လေးပြပါမယ်ခင်ဗျာလိုက်ပါပြကြပါအောင်နော်ဒါကတော့အပြုံးအိမ်ရဲ့decoration design လေးတွေပါကဲအိမ်ထဲဝင်ကြည့်မယ်နော်ဒါဝင်ရင်ကတော့ icon နေရာလေးဖြစ်ပါတယ်ပြီးတော့အောက်ထပ်မှာအခန်းလေးခန်းရှိပါတယ်ဒါနှစ်ယောက်ခန်းလေးပါလေးခန်းလောက်အကုန် master bedroom ကြီးပါပဲခင်ဗျာပြင်ပမှာလည်းဝရဏာလေးပါပါတယ်ဒီမှာထိုင်ပြီးတော့ပပညညာချင်းလေးပါဆိုလို့ရပြီးတော့ဒါအပေါ်တက်တဲ့လေကားလေးဖြစ်ပါတယ်ပေါ်တက်မှာလည်းအောက်ထပ်လိုပဲ3ခန်းပါပါတယ်ဒါကတစ်ခန်းပါပြီးတော့ဒါ2ယောက်ရဲ့ခန်းလေးဖြစ်ပါတယ်အခန်းတိုင်းမှာအိမ်တိုင်းရှုခန်းတွဲရလေးပါပါတယ်ခင်ဗျာပြီးတော့ဒါကပေါ်တဲ့ပြင်ဆင်လေးပါဖျားစင်ရှိမယ်ပြီးသွားရင်ဒီဘက်ကိုဆက်ထွက်လိုက်ရင်ဟယ်လိုကဲဒီမှာလည်းအခန်းတစ်ခန်းရှိပါမယ်ဒါကတော့4ယောက်အိမ်ခန်းလေးဖြစ်ပါတယ်ဒီခန်းလေးကပိုကျယ်တယ်ပေါ့ဗျာခြားခန်းတွေက2ယောက်ခန်း3ယောက်ခန်းလေးတွေပါဒါကတော့ကျွန်တော်ပါပြီးတော့ဘော်ဓာတ်ကနေထွက်လိုက်မယ်ဆိုရင်အရမ်းမိုက်တဲ့နေရာတွေရောက်ပါပြီဒီပန်းညံလေးထဲမှာလည်းတပ်ပုံရိုက်ဒါကတော့ TikTok ဆော့တာတို့လည်းလုပ်လို့ရပါတယ်။ရမ်းလှတဲ့နေရာလေးပါ။ရုံးလေးကိုရောက်ဖြစ်တယ်ဆိုရင်တော့အပြုံးအိမ်မှာတစ်ခါလောက်လာရောက်တက်ကိုကြဖို့ recommend ပေးချင်ပါတယ်ခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။